Hai cái. Ô, khô mi được thắt cản thôi. Con lại đó quá khô mi được đây chết vậy. အားလုံးပဲမင်္ဂလာပါဘာမာစပေါ့ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေကျွန်တော်တို့ဒီတစ်ပတ်လာမယ့်တောက်ကြနေ1 Championship မှာဆိုလို့ရှိရင်နောက်ထပ်ပေါ့နော်ကျွန်တော်တို့ရဲ့ရိုးရာညီငယ်လေးချင်းတိုင်းရင်းသား fighter slime channel question ရဲ့ပွဲစဉ်ရှိတယ်ပေါ့နော်ဒီ slime channel question ဆိုတာဘယ်လို fighter မျိုးလဲရိုးရာလက်ဝဲမှာသူဘယ်လိုထိုးလဲဆိုတော့သိရဖို့ကျွန်တော်တို့ဒီပွဲကိုတူတူကြည့်ကြည့်အောင်ပါလေဒီဘက်ကဒီဘောင်းမီအပြာရောင်ဝတ်ဆင်ထားတဲ့ fighter ကတော့ဒါချင်း fighter 1 Championship မှာရှင်မြန်ထိုးသက်သွားမယ်slime channel question ရဲ့question ပေါ့လေဒါပြီးခဲ့တဲ့ဘက်ကလည်းချင်းဖိုက်တာတယောက်ထိုးသွားတယ်ပေါ့နော်အဲ့ပွဲမှာတော့ဒီဟာလင်အွန်းအနေနဲ့နိုင်ပွဲရရှိသွားခဲ့တယ်ဆိုတော့ဒီဖိုက်တာကဘယ်လောက်ထိကောင်းလဲကြည့်ကြည့်အောင်အသက်ကတော့23ပဲရှိသေးတယ်ကျွန်တော်ပုံမှန်ဆိုလို့ရှိရင်ဒီချင်းဖိုက်တာတွေနောက်ချင်းတိုင်းသားတွေထဲမှာရိုးရလက်ဝဲကိုတက်ထိုးတာကနည်းနည်းလေးတော့ရှားတယ်ဗျဒီပြပရောက်သွားပြီးမှဒီ MMA ပွဲစဉ်တွေပေါ့အဲ့လိုမျိုးလေးမှာတော့ရှိတတ်တယ်ပေါ့နော်ဒီရွှေဝလက်ဝဲလာကစားတော့တော်တော်ရှားတယ်ဟိုက်ကဲဟိုတစ်ချက်ထိတယ်ဟုတ်တယ်ဒူဟုတ်တယ်ဘယ်ချီချုပ်ပြီးတော့ဒူးတိုက်တာတော့မစိုးเนาะကျွန်တော်ဒီမှာလည်းတွေ့ရတယ်ဒီပြီးခဲ့တဲ့ဘက်ကထိုးသွားတဲ့ချင်းဖိုက်တာဒီဟာလင်အွန်းမှာလည်းကျွန်တော်ချုပ်ပြီးတော့ဒူးတိုက်တဲ့အကွက်တွေတွေ့ခဲ့ရတယ်ဟုတ်တယ်ဒူးဆိုတော့မစိုးဒူးတွေပါတုံးဟုတ်တယ်လုပ်ခဲ့ပါဟုတ်တယ်ဟိုက်ကဲဟိုက်ကကန်လာတယ်အလုံးမရအောင်ဟုတ်တယ်ဘော်ရီကဲခုံကန်တဲ့ပေါက်တွေလာပြီဟုတ်တယ်ဘော်ရီကဲတွေ6နဲ့လက်ထောက်တာကောင်းโอเค round 1တော့ပြီးသွားပြီเนาะဒီကတော့အကောင်သေးသေးဆိုတော့ဒါတွတ်တယ်ဟုတ်တယ်ဟိုက်ကဘယ်လိုဖြစ်တာထိပါနော်မျက်လုံးညှိုက်မိရတာကွာဟုတ်တယ်မျက်လုံးလိုက်ပြီပါအေးပါအဲ့တိတ်မထိလိုက်ပါဘူးနော်အဲ့လူရဲ့အကြောင်းတောင်းနဲ့အမတ်စင်တွေပါသွားရေးနေတယ်မလားဖိုက်တာဘာဖြစ်မှန်းမသိဒီဝိုင်ဖိုက်တာကိုယ်တိုင်ကလည်းထားရသည်မှောက်တဲ့ပုံစံတော့လုံနေမစီထီရင်ထိတဲ့အကြောင်းပြောရမှာဟုတ်တယ်ဘော်ရီက
ကောင်းတယ်ဘယ်လေဒီမြန်တော့မြန်နေဗျမရရရင်ကိုပြစ်ထိုးနေပဲညာဟုတ်တယ်ကောင်းတယ်ဒူးအိုးခုံဒူးတွေပါလာပြီတော့ high ကဲနော်ပြီးရှင်ခုံကန်လေးတော်တော့ရောကောင်းတဲ့ထဲမှာပါတယ်ဒါစလိုက်တန်ကွီးရှင်နေနဲ့โอ้လိုက်ကိုခုန်ကန်ထားပြီစားတော့ကောင်းတယ်ဟုတ်တယ်ဟုတ်တယ်လက်သီးတွဲလုံးနဲ့တောက်လျှောက်ထုတ်ထားကြမိုက်တယ်ဆိုတော့မဆိုဘူးဒီကလေးအနေနဲ့ဒါပေမဲ့ဒီ1 championship မှာတွေ့မဲ့ fighter ကလည်းဒီ time fighter တွေတကယ်ကိုမှနာမည်ရှိပြီးသား fighter ပေါ့နော်အဲ့ fighter တွေတွေ့ရမှာကောင်းပါလေကွာခုံပြီးတော့ဒူးတိုက်တာမရတော့ပြီးပါဒီပညာပိုင်းရဆိုလို့ရှိရင်တော့စပိုင်းထန်ကွီးချိန်ကအလောက်ထိတော့လည်းမဟုတ်သေးဘူးပေါ့နော်နည်းနည်းလေးတော့ဒီထိုးသက်တဲ့ပုံစံနည်းလေးပြသလိုပါအဲ့လိုမျိုးတွေတော့ရှိတယ်ဒါပေမဲ့ဒီမာကွန်ပိုင်းလည်းကောင်းတယ်ပေါ့နော်ပြီးတော့ဒီတက်တိလည်းမိုက်တယ်ဘယ်လိုဖြစ်ပွဲကောင်းတစ်ပွဲကိုတော့ကျွန်တော်ကြည့်ကြည့်ရမှာပေါ့လေနော်တစ်ဖက်က fighter လည်းတကယ်က fighter ကောင်းတစ်ယောက်ဆိုတော့ဘယ်လောက်ထိလုံးပြနိုင်မလဲပေါ့နော်ဒီ fighter ကလည်းသူ့အနေနဲ့ပွဲဥထက်မှာအနိုင်ယူပြနိုင်မယ်ဆိုရင်တော့တော်တော်လေးပြသိရမလားဒီ1 championship ရဲ့အတိုင်းဝိုင်းမှာရောပြည်သက်တွေကြားထဲမှာပါဆိုင်းတန်ကွီးရှင်ရဲ့နာမည်ကဒါလုံးဝလူသိများသွားမယ့်အနေအထားမျိုးလို့ကျွန်တော်တို့ထင်တယ်။ပြန်မဲ့ fighter ကတော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ပေါ့နော်။မန်တော့တော်ပါ